MBT မိုင်းတဲ့ OD2 ဘောနော်မိတ်ဆွေများဒီတုံးကတ်ကိုတုံးနေတယ်ဆိုရင်MP ပဲလို့ဝေတာလဲ MP ပဲလို့စစ်တာလဲပြီးလို့ရှိရင်ဖုန်းနံပါတ်ပဲလို့စစ်တာလဲဖုန်းပေပဲလို့လွှဲတာလဲစတာဖြစ်ပေါ့နော်ကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော် MBT ရော OD2 ရောမိုင်းတဲ့ရောပေါ့နော်မိတ်ဆွေများဒီတုံးကတ်ကိုတုံးနေတယ်ဆိုရင်ဘယ်လိုဝေတာလဲဘယ်လိုလွှဲတာလဲဆိုတာကိုကျွန်တော်အကုန်လုံးပြောပြပေးတော့မှာဖြစ်ပါတယ်နော်အရင်ဦးဆုံးကိုယ့်ရဲ့ဖုန်းထဲမှာဝင်လိုက်ပေါ့နော်ဝင်ပြီးတော့လို့ရှိရင်OD2 ကိုအရင်ပြပေးတော့မှာဖြစ်ပါနော် OD2 MP ဝေနေကြတော့ဘယ်လိုဝေတာလဲဆိုတာကိုsorry နော်ဒါကြောင့် OD2 ပေါ့နော်စတာ140ပေါ့နော်ပြီးလို့ရှိရင် hub ပေါ့နော်ဒါက MP ဝေနီးပေါ့နော်နေပြီးတော့လို့ရှိရင်ဒီ call ဆိုတာလေးကိုနေလိုက်ပါနေပြီးတော့လို့ရှိရင်ကိုဝယ်မဲ့ပမာဏကိုတူတူပြပေးတာပေါ့နော်ကိုကဘယ်လောက်ဝေတာလဲ1000လားနှုတ်မို့ဆိုရင်9000လား1000လားအဲ့လိုမျိုးရှိတာပေါ့နော်1000ဆိုရင်ဘယ်လောက်ရတာလဲဆိုတာကိုတူတူပြပေးတာပေါ့နော်ဒါကတော့ MP ဝယ်နီးပေါ့နော် MP စစ်နီးကြတော့ဘယ်လိုစစ်တာလဲဆိုတာကိုစတာ4ပေါ့နော်စတာ464 sorry နော်စတာ4646တော့ဒါကတော့ MP စစ်နီးပေါ့နော်ကိုယ့်ရဲ့ MP ကိုဘယ်လောက်ရှိရလဲဆိုတာကိုပြပေးတာပေါ့နော်စတာ4646 hash ပေါ့နော်ပြီးလို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရှင်ကိုယ့်ရဲ့ MP ကိုဘယ်လောက်ရှိရလဲဆိုတာကိုပြပေးတာပေါ့နော်ဒါကတော့ MP စစ်နီးပေါ့နော်ဖုန်းနံပါတ်စစ်နီးကျတော့ဘယ်လိုစစ်တာလဲဆိုတာကိုစတာပေါ့နော်စတာ1စတာ1 3ပေါ့နော်စတာ6ပြီးလို့ရှိရင်စတာ2ပေါ့နော်ဒီလိုမျိုးနှိပ်လိုက်ပေါ့နော်ဒါကတော့ဖုန်းနံပါတ်စစ်နီးပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီရှေ့မှာပြပေးတာပေါ့နော်ဒါကဖုန်းနံပါတ်စစ်နီးပေါ့နော်ဖုန်းပေလွှဲနီးကြတော့ဘယ်လိုလွှဲတာလဲဆိုတာကိုစတာပေါ့နော်စတာ155ပေါ့နော်စတာဥပမာမိတ်ဆွေများ1000လွှဲမယ်ဆိုရင်1000ရေးလိုက်ပေါ့နော်ရေးပြီးတော့လို့ရှိရင်ဒီစတာဆိုတာလေးကိုပြန်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့တငယ်ချင်းဖုန်းနံပါတ်ကိုထည့်လိုက်ပေါ့နော်ထည့်ပြီးတော့လို့ရှိရင်ဒီဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီ call ဆိုတာလေးမှာပဲပြန်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတဲ့ကိုရောက်သွားမှာဖြစ်ပါတယ်နော်ဒါကတော့ဖုန်းပေလွှဲနည်းပေါ့နော် MBT တုံးတူတွေအတွက်ပေါ့နော် MP ကျတော့ဘယ်လိုဝယ်တာလဲဆိုတာကို MP ဝယ်နီးစစ်နီးပေါ့နော်ဖုန်းနံပါတ်စစ်နီးပေါ့နော် MP ဝယ်နီးကျတော့စတာပေါ့နော်စတာခွန်တုံးလုံးပေါ့နော်ပြီးလို့ရှိရင် hub ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကိုဝယ်မဲ့ပမာဏကိုတူတူပြပါတယ်ပေါ့နော်1000လား2000လား3000လားအဲ့လိုမျိုးပြတာပေါ့နော်ကိုဝယ်မဲ့ပမာဏကိုနှိပ်လိုက်ပေါ့နော်1000ဝယ်နေ1000ဟာကိုနှိပ်လိုက်ပေါ့နော်ဒါကတော့ MP ဝယ်နီးပေါ့နော် MP စစ်နီးကျတော့ဘယ်လိုစစ်တာလဲဆိုတော့စတာနစ်နော်စတာနစ်4ပေါ့နော်ပြီးလို့ရှိရင် hub ပေါ့နော်ဒါက MP စစ်နီးပေါ့နော်စတာနစ်4ပေါ့နော်ပြီးလို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ MP ကိုဘယ်လောက်ရှိတာလဲဆိုတာကိုပြပေးတော့တာဖြစ်ပါတယ်နော်ဒါကတော့ MP စစ်နီးပေါ့နော်ဖုန်းနံပါတ်စစ်နီးကျတော့ဘယ်လိုစစ်တာလဲဆိုတာကိုစတာ88ပေါ့နော်စတာ88 hub ပေါ့နော်ပြီးလို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ဖုန်းနံပါတ်ကိုဒီရှေ့မှာကြာလာမှာဖြစ်ပါတယ်နော်ဒါကတော့ဖုန်းနံပါတ်စစ်နီးပေါ့နော်ဖုန်းပေလွှဲနီးကြတော့ဘယ်လိုလွှဲတာလဲဆိုတာကိုစတာပေါ့နော်စတာ3ပေါ့နော်ပြီးလို့ရှိရင်စတာပေါ့နော်ဥပမာမိတ်ဆွေများ1000လွှဲမယ်ဆိုရင်1000နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်စတာပေါ့နော်ကိုလွှဲပေးမဲ့သူဖုန်းနံပါတ်ကိုထည့်မှာပေါ့မိတ်ဆွေများတငယ်ချင်းစီကိုလွှဲပေးမယ်ဆိုရင်သူတို့ဖုန်းနံပါတ်ကိုဒီမှာထည့်လိုက်ပါနော်ထည့်ပြီးတော့လို့ရှိရင်ဒီ hash ဆိုတာလေးကိုနှိပ်လိုက်ပါတော့နှိပ်ပြီးတော့ရှင်ဒီ call မှာပဲပြန်နှိပ်လိုက်ပါတော့နှိပ်ပြီးတော့လို့ရှင်ကိုလွှဲပေးမဲ့ဖုန်းပေကိုသူတို့ဖုန်းထဲမှာရောက်သွားတာဖြစ်ပါတယ်နော်ဒါကတော့ဖုန်းပေလွှဲနီးပါနော်ဒါကတော့မိုင်တဲပါနော်မိတ်ဆွေများမိုင်တဲကိုတုံးနေတယ်ဆိုရင် MP ဘယ်လိုဝယ်တာလဲ MP ဘယ်လိုစစ်တာလဲ MP ကိုဘယ်လိုလွှဲတာလဲဆိုတာကိုပေါ့နော်MP ဝယ်နီးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် MP ဝယ်နီးဆိုစတာ966ပေါ့နော် hash ပေါ့နော်ဒါကတော့ MP ဝယ်နီးပေါ့နော်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ကိုဝယ်မဲ့ပမာဏကိုနှိပ်လိုက်ပေါ့နော်ဒါက MP ဝယ်နီးပေါ့နော် MP စစ်နီးကြတော့ဘယ်လိုနှိပ်တာလဲဆိုတာကိုစတာပေါ့နော်စတာ124ပေါ့နော်ပြီးလို့ရှိရင်စတာ3 hash ပေါ့နော်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ MP ကိုဘယ်လောက်ရှိတာလဲဆိုတာကိုဒီရှေ့မှာပြတာဖြစ်ပါတယ်နော်ဒါကတော့ MP စစ်နီးပေါ့နော်ဖုန်းနံပါတ်စစ်နီးကြတော့ဘယ်လိုစစ်တာလဲဆိုတာကိုစတာ88ပေါ့နော် hash ပေါ့နော်ဒီလိုမျိုးနှိပ်လိုက်နှိပ်ပြီးတော့ရှင်ဒီ call ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရှင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီရှေ့မှာကြာလာမှာဖြစ်ပါတယ်နော်ဒါကတော့ဖုန်းနံပါတ်စစ်နီးပေါ့နော်
ဖုန်းပေလွဲနီးကြတော့ဘယ်လိုလွဲတာလဲဆိုတာကိုစတားပါ sorry နော်စတား966စတား93ပြလို့ရှိရင်စတားပေါ့နော်ကိုလွဲပေးမဲ့ပမာဏကိုရေးလိုက်ပါရေးပြီးတော့လို့ရှိရင်ဒီ hash ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်တို့ဖုန်းနံပါတ်ကိုထည့်လိုက်ပါနော်ထည့်ပြီးတော့လို့ရှိရင်ဒီ hash ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီ call ဆိုတာလေးကိုနှိပ်လို့ရှိရင်ကိုလွဲပေးမဲ့တငယ်ချင်းစီကိုရောက်သွားတာဖြစ်ပါရောဒါကတော့ဖုန်းပေလွဲနီးပေါ့နော်ဒီလိုမျိုးပဲတော့ဒီဗီဒီယိုကိုအကျုပ်ရှိမယ်လို့ထင်ပါတယ်နော်ဒီဗီဒီယိုကိုအကျုပ်ရှိတယ်ဆိုရင်တခြားလူတွေကိုလည်းတည်အောင်လို့မျှဝေပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်နော်